Hello အားလုံးပဲမင်္ဂလာပါရွှေလာပါခင်ဗျာကျွန်တော်ဒီကပိုင်း gas pool လေးအကြောင်းကိုတောက်လျှောက်ပြောနေပါတယ်အဲ့ဒါဘာဖြစ်လို့လဲဆိုတော့အခုကနွေရာသီရောက်လာပါပြီနွေရာသီရောက်နေပြီပြီးတော့ကျွန်တော်ဈေးကွက်ထဲမှာဆိုလို့ရှိရင်ကျွန်တော်ဆိုင်ဖွင့်လာတဲ့တခြားမှာဆိုလို့ရှိရင်ဘာလို့တိလာလဲဆိုရင် gas O သုံးတဲ့သူထက် gas pool သုံးတဲ့လူကအရေးအတွက်ပိုများတယ်ပေါ့နော်ပြောကြတော့ gas pool လေးသုံးတဲ့ခါမှာမီးဘူးလေးနဲ့တွဲပြီးသုံးရတာဖြစ်တဲ့အတွက်နည်းနည်းလေးပို့ပြီးတတိထားရပါတယ်အဲကြောင့်ကျွန်တော် gas pool လေးနဲ့ပတ်သက်ပြီးတော့ပို့ပြီး highlight လုပ်ပြီးပြောပြတယ်ပေါ့နော်နောက်ပိုင်းမှာလည်းကျွန်တော် gas O လေးနဲ့ပတ်သက်ပြီးတော့ပြောပြပါမယ်ဒီနေ့မှာတော့ကျွန်တော် gas pool လေးနဲ့ပတ်သက်ပြီးတော့ဆက်ပြောပြပါအောင်မယ်ကျွန်တော်ဒီနွေရာသီကတဖြည်းဖြည်းနဲ့ပူလာပြီဆိုတော့ gas pool အသေးတွေကိုစနစ်တကျသုံးစွဲဖို့အတွက်ကျွန်တော်ကဒီနေ့မှာရှင်းပြပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့က gas pool လေးတွေသုံးမယ်ဆိုရင် gas pool လေးရဲ့သဘောတဘာဝကိုအရင်ဆုံးနားလည်ထားဖို့လိုပါတယ်ဒီ gas pool လေးကိုကျွန်တော်အမြဲတမ်းပြောခဲ့ပါတယ်ဒီထဲမှာထည့်ထားတာကဓာတ်ငွေမဟုတ်ပါဘူး gas အရည်ပါအဲကြတော့ကျွန်တော်ကဖိအားလေးနဲ့လေလူဖိအားနဲ့ဖိပြီးတော့ gas pool ထဲမှာတင်ထားတာပေါ့နော်အဲ့တော့နောက်ဆက်တွဲဘာဖြစ်လာလဲဆိုလို့ရှိရင်အပူချိန်မြင့်မားလာတဲ့အများအဲ့ထဲမှာရှိနေတဲ့ဒီဓာတ်ငွေအရည်တွေကအငွေ့ဖြစ်နေပြောင်းလဲပြီးတော့ဘူးတွင်းဖိအားကိုမြင့်တက်စေတယ်အဲ့ချိန်မှာကျွန်တော်ကဒီဘူးရဲ့ခန္ဓာရည်ထက်ကျော်သွားတယ်ဒီဖိအားဘူးရဲ့ခန္ဓာရည်ထက်ကျော်သွားမယ်ဆိုလို့ရှိရင်ဒီ gas pool လေးကပောက်ကွဲတတ်ပါတယ်ပြီးတော့ကျွန်တော်တို့ gas pool ကလောင်ကျွမ်းလွယ်ပါတယ်အဲ့ဒါကိုကျွန်တော်ကအပူချိန်ကိုအရင်မြင့်တဲ့နေရာမှာထားလို့မရပါဘူး gas pool တွေကိုအပူချိန်40 degree အောက်ရှိတဲ့နေရာတွေမှာပဲထားရပါတယ်ပြီးတော့ကျွန်တော်တို့ကအေးမြ6သွဲ့နေရာတွေမှာတူလောင်အောင်ပါမယ် gas pool တွေကိုနေရာကြီးနဲ့တည်းရဲ့မထိတွေ့ရဘူးအိမ်ထဲမှာထားမယ်ဆိုရင်လေဝင်လေထွက်ကောင်းတဲ့နေရာတွေမှာထားရမယ်ကလေးတငယ်တွေနဲ့ဝေးတဲ့နေရာတွေမှာထားရမယ်အထူးသဖြင့်မီးဖိုကြောင်ထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့microwave တို့ပြီးတော့ကျတော့လျှက်စစ်မီးဖိုတို့ဒါမျိုးတွေနဲ့ကျွန်တော်ဝေးတဲ့နေရာတွေမှာထားဖို့လိုပါတယ်ပြီးတော့ gas pool တွေကိုသုံးမယ်ဆိုလို့ရှိရင်လည်းစိတ်တကြတက်ဆင်ပြီးတော့အသုံးပြုဖို့လိုပါတယ် gas pool တွေကိုမီးဖိုနဲ့ချိတ်ဆက်တဲ့အခါမှာကျွန်တော်တို့ဒီ click လေးနဲ့ပင်လေးနဲ့တခြားလေးမိအောင်ချိတ်မယ်ပြီးတော့ gas ယူစိမ့်မှုမရှိတဲ့အနေအထားမျိုးမှာကျွန်တော်တို့ကအသုံးပြုရပါမယ်ပြီးတော့ gas pool လေးတွေသုံးပြီးတဲ့အခါမှာမီးဖိုကနေတိုက်ရိုက်ပြန်ဖြုတ်တာမျိုးgas pool လေးတွေထောင်ထားတာမျိုးဒါမျိုးတွေကိုသုံးရပါမယ်နောက်တစ်ခုကကျွန်တော်တို့ gas pool တွေဆိုလို့ရှိရင်အတန်ကြီးတက်တာတွေသုံးလို့မရဘူးgas pool တွေဆိုလို့ရှိရင်ရေသွေးကောင်းတဲ့ဟာတွေသုံးလို့ရပါတယ်သုံးပေးပါ gas pool တွေရဲ့ကိုသုံးမယ်ဆိုလို့ရှိရင် quality ကောင်းတာတွေသုံးတာစိတ်ချရဆုံးပါပဲပြီးတော့ gas pool တွေမှာလည်း expire date ရှိပါတယ် expire date ကိုတခြားစစ်ဆေးတက်တန်းလွန်တဲ့ဘူးတွေကိုမသုံးပါနဲ့နောက်တစ်ခုကကျွန်တော်တို့အိမ်မှာဆိုလို့ရှိရင်အရေးပေါ်အတွက်ပြင်ဆင်ထားဖို့လည်းလိုပါတယ်ဥပမာကျွန်တော်မီးသက်ဆေးဘူးလေးထောင်ထားတာမျိုးတွေပြီးတော့ကျွန်တော်တို့gas pool တွေသုံးတဲ့အခါမှာကျွန်တော်တို့လေဝင်လေထွက်ကောင်းတဲ့နေရာမျိုးတွေမှာသုံးပါအဲ့ဆိုလို့ရှိရင်ကျွန်တော်တို့အရန်ကိုမဘေးကင်းစွာနဲ့အသုံးပြုနိုင်မှာဖြစ်ပါတယ်နောက်တစ်ခုကျွန်တော် gas pool လေးတွေနဲ့ချက်ပြုတ်နေစဉ်အတွင်းမှာကျွန်တော်မီးဖို့နားမှာဆက်လိုက်တောက်တာမျိုးမီးချစ်ချစ်တာမျိုးဖျောင်းနိုင်ထွန်းတာမျိုးပြီးတော့မီးခလုတ်တွေကိုအချိန်များစွာအဖွင့်ပိတ်လုပ်တာမျိုးဒါမျိုးတွေကိုလုပ်လို့မရပါဘူးပြီးတော့ gas pool တွေကိုကျွန်တော်ကဓာတ်ရိုက်မီးရှို့လို့လည်းမရပါဘူးပူပေးလို့မရပါဘူးเนาะဒါတွေကပြင်းထန်စွာပောက်ကွဲတတ်ပါတယ်အဲကြတော့ gas pool တွေကိုသုံးမယ်ဆိုလို့ရှိရင်အဓိကဆောင်ရန်ရှောင်ရန်လေးတွေကိုသုံးပြီးတော့ဘေးကင်းစွာချက်ပြုတ်နိုင်ဖို့လိုပါတယ်အဲကြတော့ကျွန်တော်ကအားလုံးမျှဝေပေးတာဖြစ်ပါတယ်အားလုံးပဲဘေးကင်းစွာချက်ပြုတ်နိုင်ကြပါစေ